အစမ်းပြားသည့်တစ်ခုဖြစ်တဲ့ဒူးရင်ကိုစိုက်ပျိုးခြင်းအဖြစ်တကယ်တမ်းအောင်မြင်ပြီးချမ်းသာလာခဲ့တဲ့လူတစ်ယောက်အကြောင်းကိုဇလန်းပုံစံအဖြစ်အစုံအလင်ဖန်တီးပေးလိုက်ပါတယ်။တဘာဝနဲ့ဈေးကွက်နှမျိုးစလုံးပေါ်မှာအောင်မြင်မှုရရှိသည့်အမွေအနှစ်ဖြစ်စေနိုင်တဲ့ဇလန်းဖြစ်ပါတယ်။ဒူးရင်ပင်ကနေချမ်းသာလာသည့်ဦးနောင်ကြီးရဲ့အောင်မြင်မှုဇလန်းမိမိအကြောင်းအချင်းဦးနောင်ကြီးဟာထိုင်းနိုင်ငံရဲ့အနောက်မြောက်ပိုင်းကလေယာမျိုးငယ်လေးတစ်ခုဖြစ်တဲ့တခေါင်းမျိုးမှနေရင်းသူတစ်ယောက်ဖြစ်ပြီးရခင်ကတော့စာပါစဘာချန်လေယာတွေစိုက်ပျိုးကငွေကြေးအခက်ခဲနဲ့နေထိုင်နေသူဖြစ်ပါတယ်။တစ်ချိန်မှာရာသီဥတုပြောင်းလဲမှုစဘာဈေးကျခြင်းနဲ့အတူရှုံးနိမ့်မှုကြောင့်အကျွေးတင်ဖြစ်လာခဲ့ပါတယ်။ဒူးရင်နဲ့အောင်မြင်မှုစတင်ပြီး1910ခုနှစ်လောက်မှာတခြားဦးလေးတဦးကဒူးရင်ဟာတောင်ရနယ်မြေတွေမှာတဘာဝအတိုင်းကောင်းစွာကြီးထွားတတ်ပြီးဈေးကောင်းတတ်တယ်ဆိုတာကိုပြောပြသွားတယ်။ဦးနောင်ကြီးကစဉ်းစားပြီးသူ့နယ်မြေတွေက9ဧကကျော်တဲ့မြေတွေမှာတလားပြစားနဲ့တကွာဒူးရင်ပင်3000ပင်စတင်စိုက်ပျိုးခဲ့တယ်။အောင်မြင်မှုအဆင့်ဆင့်ဖြစ်စိုက်ပျိုးမှုပြောင်းလဲမှုဦးနောင်ကြီးက chemical free တဘာဝသည့်အဖြစ်စိုက်ပျိုးရမှာအာယုံစိုက်တဲ့တဘာဝမျိုးဩဇာ9ရီကြောက်မြင့်စဘာကိုသုံးတဲ့နှစ်ဈေးကွက်ဖန်တီးမှုဒူးရင်တွေကိုလဲကနေတိုက်ရိုက်ပြောင်းလဲအကြောင်းလုပ်ပြီး Facebook ဝယ်မှတစ်ဆင့်မျှဝေတဲ့ထိုင်းပင်လယ်နားမှာရှိတဲ့ Upscale Food Store များနဲ့ပူးပေါင်းတင်ပို့တယ်ပြီး Facebook ဝယ်မှတစ်ဆင့်မျှဝေတဲ့ထိုင်းပင်လယ်နားမှာရှိတဲ့ Upscale Food Store များနဲ့ပူးပေါင်းတင်ပို့တယ်